တိုင်းရချီတန်တဲ့ scholarship essay ရင်းနှီးလေးကိုဒီနေ့ပြပြပေးမှာဖြစ်ပါတယ်။အမလျာတော့လွန်ခဲ့တဲ့နှစ်တွေတုန်းကရခဲ့တဲ့ certificate program, diploma program နဲ့ associate degree တွေအားလုံးကို scholarship နဲ့ရခဲ့ရဖြစ်တဲ့ကြောင့်မို့လို့ပညာသင်ဖို့ပတ်စံပြချင်မှမကုန်ခဲ့ဘူးပေါ့နော်။အဲ့အပြင်မှာလစဉ်ထောက်ပံ့ကြေးတွေပါရခဲ့ရဖြစ်တဲ့ကြောင့်မို့လို့ဒီလိုအခွင့်အရေးရဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့ scholarship essay ရင်းနှီးကိုဒီနေ့လာပြီးပြပြပေးမှာဖြစ်ပါတယ်။ First step အနေနဲ့ကိုရှောက်တဲ့ program ရဲ့အကြောင်းကိုအသေးစိတ်လေ့လာဖို့လိုအပ်မှာဖြစ်ပါတယ်။ program ရဲ့ရည်ရွယ်ချက်ကပါလဲဘယ် organization ကပေးရလဲဘယ်လိုလူတွေကိုပေးရလဲအဲ့လိုအချက်တွေကိုသေချာသိအောင်လေ့လာပြီးတော့မှ essay ရေးတဲ့အခါမှာပြန်သုံးလို့ရအောင်နှုတ်ချရေးရမှာဖြစ်ပါတယ်။ Second step အနေနဲ့ essay မှာထည့်ရေးမယ့်အရာတွေကိုအကြံဖြင့် brainstorm လုပ်ပြီးစဉ်းစားရမှာဖြစ်ပါတယ်။ကိုထည့်ရေးခြင်းတဲ့အကြောင်းအရာလေးတွေကိုနှုတ်လေးတွေချရေးဖို့လိုအပ်ပါတယ်။ဒီမှာခုနက scholarship organization ရဲ့ mission vision တွေရဲ့ candidate ရဲ့ requirement တွေကိုအကြောင်းနဲ့ align ဖြစ်အောင်ရေးနိုင်ဖို့လိုအပ်ပါတယ်။ဥပမာ scholarship program ကအခွင့်အလမ်းနေတဲ့ data ကလူငယ်တွေကို college တက်နေတော့ကူညီပေးတယ်ဆိုပါတော့အဲ့ဒါဆိုလို့ရှင်ကိုကလက်ရှိမှာလဲ college တက်နေတယ်အခွင့်အလမ်းနေတဲ့ data ကလာတယ်ဘလို့အခက်ခဲတွေရှိနေတယ်ဆိုတဲ့ဟာကို scholarship mission vision နဲ့ align ဖြစ်အောင်ရေးဖို့လိုအပ်မှာဖြစ်ပါတယ်။နောက်ထပ်ဥပမာအနေနဲ့ကိုက site view နဲ့ပတ်သက်တဲ့ scholarship program တစ်ခုကိုရှောက်တယ်ဆိုပါတော့အဲ့ဆိုလို့ရှင်ကိုယ့်ရဲ့ data မှာရှိတဲ့ site view နဲ့ပတ်သက်ပြီးဘယ်လိုမျိုးအခက်ခဲတွေကြုံနေရတယ် site view နဲ့ပတ်သက်ပြီးကိုဘယ်လိုစိတ်ဝင်စားတယ်ဒီ program ရှောက်ပြီးရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘယ်လိုပြန်ပြီးအကျိုးပြုမယ်ဆိုတဲ့ဟာမျိုးလေးတွေကိုကိုရှောက်တဲ့ scholarship program ပေါ်မူတည်ပြီးတော့ပြောင်းလဲရေးတက်နိုင်ရမှာဖြစ်ပါတယ် Step 3အနေနဲ့ essay ကို structure ချရမှာဖြစ်ပါတယ်ဥပမာဘယ်နှပိုက်ရေးမလဲနဲ့ဘယ်အပိုက်တွေမှာဘယ်အကြောင်းအရာထည့်ရေးမလဲဆိုတဲ့ဟာကိုအကြံဖြင့် idea brainstorm လုပ်ရမှာဖြစ်ပါတယ်ဒီ step မှာလည်းအပေါ်မှာနှုတ်ရေးထားတဲ့ဟာလေးတွေပြန်သုံးဖို့လိုပါတယ်ဒါမှအရေးကြီးတာတွေမမေ့မှာပေါ့နော်ရေးတဲ့အခါမှာလည်း story ပုံစံစိတ်ဝင်စားစရာကောင်းအောင်ရေးရမှာဖြစ်ပါတယ်ဥပမာ my name is Emily I want a big boy ဆိုတာပါအဲ့တော့အဲ့လိုမျိုးကိုယ့်အကြောင်းအရာကိုစမိတ်ဆက်တဲ့ဒီ introduction ထက်နော်ကိုယ့်ရဲ့ဘဝမှာဒီဘယ်လိုမျိုးအခွင့်အလမ်းနေတဲ့ data လာခဲ့တယ်ဘယ်လိုမျိုးအခြေအနေတရက်နော်ဘိုးဖြစ်တဲ့ situation တခုကြောင့်မို့လို့ကိုကဒီ education နဲ့ပတ်သက်ပြီးတော့မှ pursue လုပ်ဖို့ကိုဆုံးဖြတ်ခဲ့လဲဆိုတော့အဲ့လိုမျိုး life experience တခုပေါ့အခြေခံပြီးတော့မှနည်းနည်းလေး emotional ဖြစ်တယ်ဒီနဲ့စမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှ essay ကစိတ်ဝင်စားဖို့လည်းပိုကောင်းတယ်ဖတ်လဲဖတ်ချင်တဲ့စိတ်ဖြစ်မှာပေါ့နော်ဒီ essay ကနေကိုကဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဘယ်လို life goal တွေရှိတယ်ဘယ်လောက် passionate ဖြစ်တယ်ကိုယ့်ရဲ့ achievement တွေကပါဆိုတဲ့ဟာကိုသိချလေးသိအောင်ရေးပြနိုင်ရမှာဖြစ်ပါတယ်အခုဆိုရင်တော့ essay ကိုအချောစရေးလို့ရပါပြီခုနကထုတ်ခဲ့တဲ့ note တွေကြောင့်မို့လို့ essay မှာမပါမဖြစ်ရေးရမယ့်ဟာရေးကြီးရမယ့်ဟာတွေကိုမမေ့တော့ဘဲနဲ့ structure ချ essay ကိုရေးနိုင်မှာဖြစ်ပါတယ် essay တွေက word limit ရှိတာဖြစ်တဲ့ကြောင့်မို့လို့တုံနဲ့ထီထီမိမိရေးနိုင်ဖို့အတွက်အရေးကြီးတဲ့ဟာ unique ဖြစ်တဲ့ experience တွေပဲထည့်ရေးဖို့အရေးကြီးပါတယ် step 5ကတော့ edit လုပ်ရမယ့်အဆင့်ပဲဖြစ်ပါတယ်ကိုရေးထားတဲ့ဟာကိုထပ်ခါပြန်ဖတ်ကြည့်ပြီးတော့ grammar check တာတို့ coherent ရှိမရှိ check တာတို့စိတ်ဝင်စားဖို့ကောင်းမကောင်းဆိုတဲ့ဟာကိုပြန် check ပြီးတော့မှပြင်စရာရှိရပြင်ရမှာဖြစ်ပါတယ် step 6ကတော့ scholarship winner တွေကိုကို essay ကိုဖတ်ခိုင်းပြီးတော့သူတို့စီကအကြံဉာဏ်ယူပြီးတော့ edit ပြန်လုပ်လို့ရမှာဖြစ်ပါတယ်တကယ်လို့ကို essay ကိုဒါစိတ်တိုင်းကျသွားပြီဆိုလို့ရှိရင်တော့ submit လုပ်လို့ရပါအဲ့တော့ scholarship essay sample လေးတွေကိုလည်း Google မှာရှာဖတ်ပြီးတော့မှ scholarship essay လေးတွေကို Google ကစပြီးတော့မှစမ်းရေးကြည့်လို့ရပြီဖြစ်ပါတယ်အားလုံးပဲ scholarship essay ကောင်းရေးနိုင်ပြီးတော့ scholarship တွေရကြပါစေအားလုံးပဲ see you ပါတယ် wait free Variety မှာအခု928မြစ်တာတုံးပြန်တဲ့အနေနဲ့ရွှေဆွဲပြား928ခုနဲ့ Variety ဘူးလေးတွေကိုမြစ်တာလက်ဆောင်ထည့်ပေးထားတာကိုအားလုံးပဲသိကြပြီလားရွှေဆွဲပြား928ခုနဲ့ Variety ဘူးတွေရရှိနိုင်မယ်928မြစ်တာတုံးပြန်တဲ့အစီအစဉ်ရှိလို့ Variety တောက်မယ်ဆိုလို့ရှင်ဘူးအဖုံအတွင်းတွေကိုတေချာကြည့်ပြီးမှတောက်ကြနော်